ပြောဤရနာမရှိ He is he is not here He is not here. ကျန်တာဖေတနေ့တော့ Jansa aaphe thara atat ko yabi ko sait the de binu ri jansa ko sit ji shu jai thong jansa be nga I tat de phi binu ri atat ko ya ကျန်စာအဖြစ်သာဝတ္တကိုရပြီဘာအဖြစ်လဲကျန်စာအဖြစ်ဘာအဖြစ်လဲကျန်စာကိုဖတ်ပြီးတော့သာဝတ္တရပြီလို့မင်းတို့ညှော်လို့ထားဘာဖတ်ပြီးလဲ jansa ဘုသူကိုဖတ်တာလည်းမဟုတ်ဘူးတမိုင်း history ကိုဖတ်နေတာလည်းမဟုတ်ဘူးတန်တာကြီးကိုဖတ်နေတာမဟုတ်ကျန်စာကိုဖတ်ပြီးတော့သာဝတ္တရပြီလို့မင်းတို့သိတာအာမင် amen ကျန်စာကိုဖတ်လို့လားအာမင်ပဲသူကျန်စာဖတ်လို့လားအာမင်ကျန်စာကိုဖတ်ရင်သာဝရအတက်ကိုတွေ့မယ်လို့မင်းတို့ယုံကြည်ပြီးတော့စိတ်နဲ့မဖတ်ဘူးလားဖတ်တယ်အဲ့ဒီကျန်စာကပဲငါရဲ့တက်တယ်ဖြစ်တယ်အာမင်အဲ့ဒီရေးထားတဲ့အရာအလုံးငါရဲ့ witness ဖြစ်တယ်ငါရဲ့တက်တယ်ဖြစ်တယ်ဒီကျန်စာကိုပြောရင်ဖတ်တယ်မပြောရင်မဖတ်ဘူးအားရင်ဖတ်တယ်မအားရင်မဖတ်တော့ come on ဘုရားကြီးကတင်းကိုချစ်ပါတယ်ဆိုတဲ့အကြောင်းတင်းနဲ့ပတ်သက်တဲ့အကြောင်းရအများကြီးရေးထားတယ်ဒါပေမဲ့တင်းတို့ဒီပြောတင်းတို့ဒီ tin do di အတက်ကိုရအောင် atat ko ya aw ငါထံတို့လာခြင်းကအလိုမရှိကြ nga chan do nga chin ga alo shi ja ကျမ်းစာ66ဆောင်ကဘုရားယူလို့ရေးတာယေရှုကိုရလားယေရှုလည်းတကယ်လဲလာရောမင်းနဲ့အတူငါနေချင်ဟေးငါရှိရင်ဝိပွဲဖြစ်သွားမယ်လက်ခံငါစပါပြလို့ကျမ်းစာအရင်တက်တဲ့လူဒုက္ခရောက်တယ်ကျမ်းစာကိုအရင်တည်သွားတယ်ကျမ်းစာရည်မျိုးနဲ့ပုဂ္ဂိုလ်ပြောက်သွားတယ်အဲ့ဒီကျမ်းစာကြီးတစ်အုပ်လုံးကယေရှုခရစ်တော်အကြောင်းကိုတတ်သိယေရှုဒီကယ်တင်ရှင်မှာတော့မိပေါင်းထူတာအဲ့ဒီလူကိုလက်ညှိုးထိုးထားတာပုဂ္ဂိုလ်ကိုလက်ညှိုးထိုးထားတာကျမ်းစာကသူ့ရည်ညွှန်းထားတာဒါပေမဲ့ပြဿနာအဲ့ဒီလူလဲလာရောလက်မခံလေကောင်နဲ့ဆိုဆွဲတဲ့လူကလေကောင်ပြောလေကောင်လေကောင်ရှိတော့မီးကောင်နေရေကောင်နေရှိတာမဟုတ်လေကောင်လေကောင်ဆိုတော့နတ်ဆို6000ပြောတာလီကောင်6000အဲ့ဒီ6000နတ်ဆိုတဲ့လူထွက်သွားတဲ့အခါမှာနတ်ဆိုထွက်တဲ့အခါမှာအဲ့ဒီနတ်တွေကဘယ်တော့လဲဘယ်တော့လဲအဲ့ဒီလူကနတ်ဆိုထွက်သွားတဲ့နတ်ဆိုဆွဲတာထွက်သွားတဲ့လူကမလွတ်မြောက်သွားဘူးလားအဲ့ဒီလူကတာနာသွားပြတာဒေကပေါ်လီဆိုတဲ့10မြို့ပြောင်းနေတဲ့မြို့ဘယ်မြို့လဲ10မြို့ပြောင်းနေတဲ့အဲ့လူကောင်းရှိလားယေရှုကကောင်းရှိလားဒါပေမဲ့ယေရှုလည်းမကဘူးဘုရားလည်းမခံတာလေဝတ်ဘူးတဲ့လူကလည်းမခံဒီဘက်မှာလည်းလည်းမကယေရှုမြို့ရအမြန်ထုတ်ပြီးလားယေရှုကလည်းမြို့တွေကအမြန်ထုတ်တယ်လားတင်လို့ဒီအတက်ကိုရအောင်ငါထံတို့လာရှင်လားတကယ်တော့မင်းတို့ကအလိုမရှိဘူးမင်းတို့အစဉ်ပြေနေတာစီးပွားဖြစ်နေ yes ယေရှုကိုအမိပြုပြီးကောင်းကြီးဖြစ်တယ်ယေရှုကိုအမိပြုပြီးတော့တင်လွတ်မြောက်ခြင်းရတယ်ယေရှုအဖြစ်တင်ကောင်းကြီးရတယ်ဒါပေမဲ့ယေရှုလာတော့ယေရှုလည်းမခံဖတ်တမန်တော်ဒီက Dhamma Yomudika Moshe Ibinati Jansa Nadaga Prophetry Jansa Nadaga Zara Jansa Nadaga Nago Shimaya Ye Tagna Go Achatudi Pisa Yami Ngadi Tinule to Shiseka Tenu are Hoporo Ataya Duga E Ataya Baby Mado E မောရှေပြည့်ကျမ်းစာလိုက်ဆိုမောရှေပြည့်ကျမ်း Moshe Ibinati Jan မောရှေပြည့်ကျမ်းဘယ်နှကျမ်းရှိလဲဘယ်နှကျမ်းငါကျမ်းကတ်တော်လို့တော်တရားကဘာလို့ထွန်းပြရဝပြရတော်လေရ Olia တရားဟောရငါကျမ်းလို့မောရှေကျမ်းမှာယေရှုပြောတာ Yes prophet တို့ကျမ်း prophet ကျမ်း prophetic ကျမ်း prophet major prophet labor minor prophet နဲ့အကောင်လုံးယေရှုကြောင်းရေးထားတယ်အဝေးပြောနောက်ဆုံးစာလံကျမ်းကငါကြောင်းရေးထားတယ်စာလံကျမ်းကဘုရားကြောင်းရေးထားတယ် Yeshua 150ဘုံတချင်းဆိုတာအဲ့ဒီ150ဘုံယေရှုကြောင်းဆိုနေရတယ်အဲ့ဒီ3ခုလုံးယေရှုငေါ့ယူပြီးတာမင်းတို့ဖတ်နေတဲ့အရန်ဖတ်ပါတယ်ဆိုတော့အရန်ကြိုက်ရပါဆိုကျမ်းစာအကုန်လုံးငေါ့ရေးထားတယ် Doka Jansa Go Nale Sechenga the way of doing Yango put on money Idu Jansa Lai Idu Kuto Di Atekaya Toya Donina De Chema Tamya Yabi အေးလိုက်ဆိုရအောင်ဤတို့ကျမ်းစာလားဤ Idu Jansa Lai လူက24ကယေရှုကရှင်ပြန်ထောက်နောက်ခဲ့ပြီးပြီပြဿနာကယေရှုရှင်ပြန်ထောက်နောက်တော့တပည့်တော်လည်းမယုံသေးဘူးရှင်ပြီးလို့အရှင်လည်းဒီတိုင်းလာနေတော့တပည့်တော်လည်းမသိသေးဘူးဒါယေရှုမယ်ဟေးဤတို့ကျမ်းစာလားကျမ်းစာထဲမှာရေးထားပြီးပြီကျမ်းစာမှာဘာလို့လာပြီလဲရေးထားပြီးပြီငါအတေခံရမယ်ရေးထားပြီးပြီငါပြရှင်ပြန်လာမယ်လေဒီတော့အခုငါရှင်လာပြီ
အဲ့တပည့်တော်တွေဘာဖြစ်လို့ကြောင်ကြီးတော့ကျမ်းစာကျမ်းတတ်တဲ့ပုဂ္ဂိုလ်ယေရှုလက်မခံတာအဲ့ဒါပြောင်းမြင်တာဒီကျမ်းစာကိုဖတ်ရင်ကျမ်းစာကိုဖတ်ရင်ယေရှုကိုမြင်ဖို့လို့ဒီကျမ်းစာကိုဖတ်ပြီးယေရှုကိုမမြင်တဲ့၍ကျမ်းစာကိုဖတ်ပြီးယေရှုကိုမမြင်တဲ့တင်ကမာနနဲ့ဘာမှမထူဘူးမာနကတင်ကျမ်းစာပြန်ဖတ်ပြရလိုက်အဲ့ဒီယေရှုကျမ်းစာထဲမှာဒါမျိုးရေးတာယေရှုကိုတော်တော်ဒီကစင်ညာဒီကိုကောင်းတဲ့မသိခုန်ချလိုက်တုံးတယ်ကိုတာလာလို့ဒီအကျမ်းဘာကျမ်းလို့တယ်မသိဘူးငါပြတာကြားဘူးလေဒါပဲတောင်းရမြောက်တော်နေလိုက်သူတောင်းရမြောက်တော်နေလိုက် တောင်းရမြောက်တော်နေလိုက် တေချင်မှထားမြောက် တေချင်မှထားမြောက်ရမည် ထားမြောက်ရမည် ထားမြောက်ရမည် တောင်းရမြောက်တော်နေလိုက် တောင်းရမြောက်တော်နေလိုက် တေချင်မှထားမြောက်ရမည် တေချင်မှထားမြောက်ရမည် တောင်းရမြောက်တဲ့နေ့မှာရှင်ပြထားမြောက်လာတယ်ပြောအဲ့ဒါယေရှုပဲလာဆိုတော့ဒီလား ဒီပါလေ ကိုရောတစ်ဖက်ဖြားပြီးတည်သွားတာနှစ်ရက်ရှိပြီ။နှစ်ရက်ရှိပြီလေ လေရ ။ပုံမှာဖြားပြီးတည်နေကြတယ်နေငါနှစ်ရက်ထပ်နေဦးမယ်။ဘယ်နှစ်ရက်ထပ်နေလဲ လေရ ။အဲ့ဒီလာဇရုစီလည်းရောက်ရောဘယ်နှစ်ရက်ရှိပါလဲ လေရ ။ဘာလို့၃ရက်မြောက်တဲ့နေ့မှာမသွားလဲ။ဘာလို့ကြာရှိမသွားလဲယေရှုက။၃ရက်မြောက်တဲ့နေ့မှာလာဇရုရှင်ပြန်စီလို့ယေရှုကရှင်မထမ်းလိုက်ရင်အကုန်လုံးယူဒတမျိုးလုံးကလာဇရုကိုကိုယ်တော့။ကျမ်းစာထဲမှာ၃ရက်မြောက်တော့နေမှာဒီရှင်မထမ်းတော့အကယ်၍၃ရက်မြောက်တဲ့နေ့မှာခရစ်တော်ကလာဇရုကိုရှင်ပြန်စီလိုက်ဆိုရင်ယူဒတမျိုးလုံးကလာဇရုကိုကိုယ်တော့ယေရှုမဟုတ်တော့ယူဒမှာထုံးစံလည်းရှိသေးတယ်လူတီတယောက်ကတဲ့တရက်နေ့လူတီပြီးတရက်တီပြီး2ရက်မှာသူရဲ့ဝိညာဉ်ကပြန်ဝင်ပြီးအသက်ရှင်နိုင်တယ်သူရဲ့ယုံကြည်ချက်ကလည်းထူးဆန်းပညာပဲလူတီပြီးတရက်2ရက်ကြာပြီးအထီဆောင်တယ်ပြီးမှတကြူတာဘာလို့လဲအဲ့ဒီမိမှာဝိညာဉ်ဝင်လာပြီးပြန်ရှင်နိုင်တယ်အဲ့ဒီတရက်နေ့လည်းယေရှုမတော်ဘူးဘာလို့လဲအဲ့တရက်နဲ့2ရက်ဂျားထဲမှာယေရှုလာသူ့ကိုထွက်ခဲ့လို့ပြောလို့ရှိရင်လူတွေကဘာဖြစ်မလဲဟိုဒါငါတို့ယုံကြည်ထားတဲ့အတိုင်းငါတို့လက်ခံထားတဲ့ထုံးတမ်းစလာအတိုင်းဝိညာဉ်ဝင်ပြီးအသက်ရှင်လာတယ်သူရဲ့နာမည်လက္ခဏာမဟုတ်ဘူးဒါတရက်နာမည်လက္ခဏာမဟုတ်2ရက်နေ့မှလည်းမလုပ်3ရက်မှလည်းမလုပ်4ရက်မှဘယ်သူမှမတတ်နိုင်တဲ့အချိန်မှာလုပ်တာအဲကြောင့် miracle ဆိုတာပြောတာ အာမင် လူတွေမတတ်နိုင်တဲ့အရာကိုတင်လို့ဖို့ဖြစ်တယ် အာမင် receive it နားမလည်နိုင်တဲ့အရာကိုတင်ရနားလေပြီးတင်လုံးနိုင်တယ် yes amen receive it လူတွေအုံနောက်နဲ့လောက်ပဲတင်လုံးနိုင်တယ်တင်တတ်နိုင်တယ်ဆိုလို့ရှိရင်ဘာလို့မှာလဲ miracle maker မဟုတ်တော့လူတွေတတ်နိုင်တဲ့အရာထုံးတဲ့စင်လာမြင်ဖူးနေကြအရာပဲတင်မြင်ရတယ်ဆို you are not miracle maker you are normal people တဲ့ဘယ်နှကြမ်းပါရလဲမောရှိပြည်တဲ့ကျမ်း prophet တို့ကျမ်းစာကျမ်း ဟုတ်ပြီမောရှိပါရေးထားတယ်ထုံးနာမှာဘုရားခင်ကြီး ထောနာမှာဖျားခင်တဲ့အာဗြဟံကိုဆုံးဆန်းခြင်းကအာဗြဟံကိုခေါ်တော်မူ၍အာဗြဟံကအကျွန်ုပ်ရှိပါ၏ကိုရှောက်ပြီးဒီနေ့အလုံးချစ်တော်တယောက်ဒီတော်သားဣဇက်ကိုယူ၍မောရိတီတို့တော်တော်ငါပြတဲ့တန်တော်တောင်ပေါ်မှာသူ့ကိုမိရှုရာရှိပြု၍ပူဇော်တော်မူမိတ်တော်မူ၏အာဗြဟံသည် အာဗြဟံသည်မနဲ့ဆောဆောထား၍မိကိုကောင်းကြီးတင်ပြီးမိမိသားဣဇက်နဲ့ငယ်သားတစ်ယောက်ကိုခေါ်၍ယေရှုဆရာချင်းကိုခွဲပြီးမှဘုရားခင်မိတ်တော်မူသောအရက်တော်ထသွားလေ၏တော်ရဲ့မြောက်တော်နဲ့မောချီထော်ရက်ကိုအဝေးကမြင်လေ လိုက်ဆိုနနဆောထား၍ နနဲ့ဆောဆောထား၍ တောင်းရမြောက်တော်နေ သုံးရက်မြောက်တော်နဲ့ နနဆောထား၍ နနဲ့ဆောဆောထား၍ တောင်းရမြောက်တော်နေ သုံးရက်မြောက်တော်နဲ့ တောင်းရမြောက်တော်နေ သုံးရက်မြောက်တော်နဲ့ နနဆော နနဲ့ဆောဆော တောင်းရမြောက်တော်နေ သုံးရက်မြောက်တော်နဲ့ နနဆော နနဲ့ဆောဆောဣဇက်ယေရှုနဲ့ဣဇက်မှာတူညီတဲ့အပေါင်း24ချက်ကျော်ဣဇက်တပါးဒီတော်သားအချစ်ဆုံးသားယေရှုတပါးဒီတော်သားအချစ်ဆုံးသားဣဇက်အာဗြဟံရဲ့စကားကိုတတွေ့မသိနားထောင်ယေရှုခမဲတော်စကားကိုတတွေ့မသိနားထောင်ဣဇက်ကိုယေပူဇော်ဖို့ကိုအသက်ခံရဖို့ကိုတင်ကိုထမ်းတယ်ယေရှုအသက်ခံဖို့ကိုကားကိုထမ်းတယ်ဣဇက်ယေပလင်မောတင်တဲ့ခါမှာအတန်တစက်မှမထွက်ဘူးယေရှုကားတယ်မောတက်တဲ့ခါမှာဘုရားသခင်ကို complete လုပ်မှာမတော်ဘူးဣဇက်တောင်းမတက်တဲ့ခါမှာညီသားနှစ်ယောက်ပါတယ်ယေရှုအသေးခံတဲ့အခါမှာလူစုံနှစ်ယောက်ပြီးမှာပါတယ်ဣဇက်တည်ခြင်းကနေလွတ်တယ်ယေရှုတည်ခြင်းကနေရှင်ပြန်ထမ်းတယ်ဟောရှိ prophet ရဲ့ကျမ်းမှာဘယ်လိုပြန်ရေးထားလဲ လာကြဒေါရပြတ်
တော်တို့ပြန်ကြကုန်အံ့ကိုရောဒီကိုက်ပြတ်တော်လဲပဂတိဖြစ်စေတော်မူပြီးဒဏ်ခတ်တော်လဲအနာကိုစီးတော်မူပြီးနေရလွန်ပြီးမှငါတို့ကိုအသက်ရှင်စေ၍သုံးရမြောက်တော်နေ၌ချားပြောက်စေတော်မူသဖြင့်အထံတော်၌ငါတို့ဒီအသက်ရှင်ကြလိမ့်မည် အေးလာကြ လာ တာဝရဘုရားတော်တို့ပြန်ကြကုန်အကိုတို့ဒီကတ်ချက်တော်လဲကတ်ချက်တာဘာလို့လဲဘာလို့ကတ်ချက်လဲ ကိုရော ကိုတို့ဒီကတ်ချက်တော်လဲဘာကတိဖြစ်စေတော်မူတန်ကတ်တော်လဲအနာကိုစီတော်မူနှစ်ရက်လုံးပြီးမှဘယ်ရက်လုံးပြီးလဲ နေရ နှစ်ရက်လုံးပြီးမှငါတို့ကိုပြောငါတို့ကို ငါတို့ကို ဘာလို့လဲ ငါတို့ကို နှစ်ရက်လုံးပြီးမှငါတို့ကိုအသက်ရှင်စေပြီငါတို့ကိုတဖန်ပြန်လဲ resurrect ဖြစ်စေပြီတောင်းရက်ပြောက်တော့နေနိုင်ထားမြောက်စီတော့ဘာလို့ထားမြောက်စီတာလဲငါတို့ကိုဘာလို့လဲ ငါတို့ကို ခရစ်တော်ကိုမိမိကဲ့တင်ပါစေပြီယုံကြည်တဲ့လူတွေကနှစ်ရက်တည်ဘူးလေခရစ်တော်ကိုမိမိရဲ့ကဲ့တင်ပါစေဒါကြောင့်ဂလာတိနဲ့စပါငါဒီခရစ်တော်နဲ့အတူလောကအတိတ်ကသို့တော်လဲ အသက်ရှင်နေ တိဘယ်နဲ့တိခဲလဲ ခရစ်တော်နဲ့အတူ ခရစ်တော်နဲ့လောကမှာအတိတ်ကအဲ့ဒီတွင်းထဲမှာခရစ်တော်နဲ့တည်အနေရတော့ပြီးတော့၃ရက်မြောက်တဲ့နေ့မှာငါတို့ကိုအသက်ရှင်စေ၍၃ရက်မြောက်တော်နေနိုင်ဘယ်သူအသက်ရှင်စီလားဝိညာဉ်တော်ရဲ့ဘယ်သူအသက်ရှင်စီလား science မှာအလုံးနာchromosome compatibility ဆိုတာရှိတယ်လူတရားမှာ chromosome ဘယ်နှခုရှိလဲ46ခုရှိတယ်အဖေဘက်က23အမေဘက်က23ဥပမာတင်ကအရက်ပူတာကအမေဘက်ကတူမျက်ခုံးမထူတာကအဖေဘက်ကတူစပင်းညံ့ညံ့ဖြူတာကအမေဘက်ကတူပြီးမှတင်သွားခေါ်တာအဖေဘက်ကတူတာနဖူးပြောင်းတာကအဖေဘက်ကတူတာဖြစ်ပြီးမှအရက်ပူတာကအမေဘက်ကတူတာနားလေလားယေရှုခရစ်တော်ဒီလိုမှအိဆက်နေတာကအမေဘက်ကတူတာဖြစ်ပြီးမှရေပေါ်မှာလမ်းလျှောက်တာကအဖေဘက်ကတူတာဖြစ်တယ်ယေရှုခရစ်တော်ငါကင်ကိုစားတာကအမေဘက်ကတူတာဖြစ်ပြီးမှမငါလုံးနဲ့ငါနှစ်ကောင်ကိုလူ9000ကျူတာကအဖေဘက်ကတူတာဖြစ်တယ်ယေရှုခရစ်တော်ကားထဲမှာချစ်ဆွဲခြင်းခံရတာကအမေဘက်ကတူတာဖြစ်ပြီးမှရှင်ပြန်ထားမြောက်တာကအဖေဘက်ကတူတာဖြစ်တယ် အာမင်အာမင် ယေစတ်နာ အာမင်အာမင် ငါတို့ကို၃ရက်မြောက်တဲ့နေ့မှာအသက်ရှင်စေရှင်ပြန်ထားမြောက်စေတယ်မှတ်လားဒီနေ့ကျွန်တော်ကလေရှင်ပြန်ထားမြောက်ပြီးသားလို့တော့ဒုတိယမူဝီချင်းကိုမခံတဲ့လူဒုတိယမူဝီချင်းဆိုကနေဒုတိယသိချင်းရှိဟေးစပါးမယ်ဒီနေ့ကျွန်တော်ကတခါတည်းပြီးသွားပြီအခုတင်သိပြီလား spiritual realm မှာတင်နေကျွန်တော်အကုန်တူတခါတည်းဘယ်သူနဲ့တည်တာလဲ ခရစ်တော်နဲ့အတူ တင်နေကျွန်တော်ကရှင်ပြန်ထားမြောက်ပြီးပြီဒါကြောင့် born again လို့ခေါ်တာတဖန်မွေးဖွားပြီးသားလူလို့ခေါ်တယ်နားလေလားတန်လူကြီးကခရစ်တော်နဲ့ရှိတယ်အတက်ပြီးတော့တက်တော်ပါပြီအတက်ပြီးတော့လူမောင်းတက်တော်ပါပြီပါပြီအကြောင်းကအ ကြောင်းမူကားကိုရောဒီကျွန်တော်၏ဝိညာဉ်ကိုမရဏနိုင်ငံ၌ဖြစ်ထားတော်မူကိုရော၏တန်ရှင်တော်သူအားလည်းပုံဆက်ခြင်းကိုရှိစေတော်မူပေတဲ့အသက်ရှင်ခြင်းလမ်းကိုပြညွှန်တော်မူလိမ့်မည်အထံတော်၌ဆုံးဝင်တော်ဝမ်းမြောက်ခြင်းအခွင့်နှင့်လက်ရတော်နာမှာအစဉ်ပြေပြုံးပွဲခြင်းအခွင့်ရှိပါ၏ကြည့်ဒီဘက်မှာကြည့်၃ရက်မြောက်တော့နေနိုင်တန်တော့စီတော့မဖြစ်ဘယ်မှာလဲ အထံတော်၌ ဘယ်မှာလဲ အထံတော်၌ ဘယ်သူရေးထားတာလဲ ဟောရှေ prophet ရေးထားတာ Yes ဘယ်မှာလဲတန်တော်မှာဆလန်ချမ်းမှာရောရေးထားလားဘယ်မှာလဲ ထံတော်၌ ကြည့်ဒီနေ့ကျွန်တော်နေရမယ့် location လိပ်စာ address တိကျရေးထားတယ်ကျန်းစာကိုဖတ်တဲ့လိပ်စာတင်ပြီး That's right ဆရာကြီးကျွန်မတည်ပြီးဘယ်ကမှလည်းမသိတော့အေးအဲ့ဒါတွေ့လားကျွန်မကေတီချီရပြီးသွားပြီကေတီချီရပြီးတော့ကျွန်မတည်သွားကျွန်မဘယ်သွားမှာကျန်းစာမှာအထံတော်မှာ အာမင် အကြောင်းကကိုရိုတီအကျွန်တော်ဝိညာဉ်ကိုမရဏနိုင်ငံ၌ပြစ်ထားတော်မူအကျွန်တော်ဝိညာဉ်ကိုဗာလဲ နာနိုင်ငံ၌ပြစ်ထားတော်မူ စာနဲ့ဆရာကသိတယ်အဲ့ဒီဝိညာဉ်ကနှစ်ရက်မရဏထဲမှာရှိနေရမယ်ဆိုတာသိတယ်ဒါယေရှုကိုရည်တော်တဲ့အခါမှာကျမ်းစာကမတရားတော့သူတို့နဲ့အတူရည်တော်ဝင်ခြင်းတို့ရောက်နေပြီမတရားတော့သူတို့နဲ့ရည်တော်ဝင်ခြင်းတို့ရောက်နေယေရှုကိုရည်တာမတရားတော့သူဆိုတာဒုစရိုက်အပြစ်ရှိတဲ့လူကြီးတာ1 2 3 4 5 6နာမည်နဲ့ရိုးကိုခေါ်တာသိရမလားအပြစ်သား1အပြစ်သား2ဆိုလက်မျိုးထောင်မလားယေရှုလည်းအပြစ်သားထဲမှာပါတယ်ဘာကြောင့်လဲတင်ကြမတရားတော့သူတို့နဲ့ရည်တော်ဝင်ခြင်းတို့ပါတယ်အကျွန်ုပ်ဝိညာဉ်ကိုကိုယ်တော်ဒီမရဏနိုင်ငံထဲမှာပြစ်ထားမှာမဟုတ်ဘူးအဲ့ဒီနိုင်ရဲ့အကြောင်းကိုရေးထားတယ်။တုံးရင်းမျိုးတွေမှာရှင်းထားတာ။က
ကဲဖတ်တကော ငါဒီကိုယ်ခံယူရတာဒီတော့အရှိဥစွာအပေတော်ကြောင့်ရောက်ခရစ်တော်ဒီချမ်းသာလာတိတာငါတို့ပြစ်ကြအတေခံတော်မူ၏တကြုံပြီးမှချမ်းသာလာတိတာဘုံရဲ့မြောက်တော်နေ၌ခြားပြောက်တော်မူ၏ အေးကျန်းစာလာတိတိုင်းအတိခံရမယ်ကျန်းစာလာတိတိုင်း3ရက်မြောက်တော်နေ့ပြော3ရက်မြောက်တော်နေ့ 3ရက်မြောက်တော် အားလုံးပြော3ရက်မြောက်တော်နေ့ 3ရက်မြောက်တော်နေ့ 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 ယေရှုသည် ယေရှုဒီကြီးတော်တန်တဲ့တပည့်ကျွဲကြော်ပြီးလေအသက်တော်ကိုလွတ်တော်မူ၏ဒုက္ခဗိမာန်တော်၏ကလကာအထက်ဆုံးမအောက်ဆုံးတအောင်ဆုတ်ကွေးလေနေကြီးလောက်လေကြောက်များတို့ဒီကွေးပြချ၏ ယေရှုသည်ကြီးတော်အတန်နဲ့တဖန်ကြွေးကြော်ပြီးလေအသက်တော်ကိုလွတ်တော်မူ၏ဒိုအခါဗိမာန်တော်၏ကလကာတိအထက်ဆုံးမအောက်ဆုံး၌ဆုတ်ကွေးလေ၏ငလင်လောက်၏ဟဲ့ယေရှုကိုစောင့်တော်တတ်မှာစားလို့ ယေရှုကိုစောင့်တော်တတ်မှုမဆိုင်စစ်သူရဲ့များတို့ဒီနေကြီးလောက်ချစားဒီတို့ကိုမြင်လေအလုံးထိုက်လိုက်ရဲ့စင်စစ်ဤသူဒီဖြာကေသားတော်မှန်ပေရဆိုကြ၏ အေးကြည်တာဆရာပြောတယ်ခဏပြောတယ်ယေရှုကိုစောင့်တော်တတ်မှု တတ်မှုယေရှုကိုစောင့်တော်တတ်မှု ဘာလို့လဲ တတ်မှု အဲ့ဒီခေတ်ကဘုံမှုတွေပြောအရာရှိတွေပြောနိုင်ကအကြီးကျယ်တွေပြောယေရှုကိုတောင်းလျှောက်လက်မခံတယ်ယေရှုကလည်းယေရှုကဖခင်သခင်သားတော်ပါဆိုလက်မခံတယ်ဘယ်အချိန်မှလက်ခံ နေကြီးလောက်ချစားဒီတို့ကိုမြင်လေဥပဒေလူခဏရဲ့တွေပထမနေ့ရဲ့မိုးလင်းအဆက်ဆက်အချိန်ကမာဂဒလမာရီနဲ့အခြားသောမာရီဒီတင်းချိုင်းတော်ကိုအကြည့်ရှုသွားကြ၏ဒုက္ခမြေကြီးတွေပြင်းစွာလုပ်လေ၏အကြောင်းကခြားရပြား၏ကောင်းကင်တမန်ဒီကောင်းကင်ဘုံမှာဆင်းလာ၍ဒုဝါနဲ့ပိတ်တော်ကြောက်ကိုလိမ့်လံပြီးလေဒုကြောက်ပေါ်မှာထိုင်နေ၏အေးဒါပဲအချိန်ရဲ့ရှင်ပြန်ထမ်းရတဲ့အချိန်စောနာကမိန်ဝမ်းငါလေးတစ်ခေါက်လုပ်ပြီးတော့ဘာဖြစ်တယ်ထပ်ပြီးတော့မာရမိန်ဝမ်းပြီး after shock ဖြစ်တယ်ဆိုတာကျန်းစာထဲမှာရှိတယ်။နေမဖတ်လို့ငါလေးတစ်ခေါက်လုပ်ပြီးလှုပ်မှလားမသိလှုပ်မှဟုတ်မှာ။ဒါဆိုထပ်လှုပ်မှလားကျန်းစာထဲမှာထပ်လှုပ်မယ်။ဘာလို့လှုပ်လဲ။တိုင်းနိုင်ငံတစ်ခုလုံးလှုပ်မယ်။တိုင်းနိုင်ငံဘာလို့မလဲ လောက်ပါ ။တက်ခုလုံးလှုပ်။ကျန်းစာမှာဘာရေးထားလဲသိလား။တိုင်းနိုင်ငံမှာလှုပ်အောင်ပြောငါလှုပ်အောင် ငါလောက်အောင်လေ လှုပ်အောင်မယ်ဆိုကြတဲ့ညီတက်ချင်ရှိမှာမဟုတ်ဘူး။အမေလှုပ်ပြီးလို့ရှိရင်ဤအိမ်ကိုငါထုံနေဖြစ် yes amen ဤအိမ်ကိုပါလေငါ ဘုံ ထုံ လေးဖြစ်ပြီ တိုင်းနိုင်ငံလှုပ်လေလေအိမ်တော်ကဘုံနေဖြစ်လေတိုင်းနိုင်ငံဒီလှုပ်လေလေဘုံတော်နဲ့ဖြစ်လေဒီကအိမ်တော်သားဖြစ်ဖို့လို့လေအိမ်တော်သားဖြစ်ခွင့်ရပြီဘုရားဖြစ်အိမ်တော်သားတင်းလေအိမ်တော်မှာအိမ်တော်ကိုစီးဖို့လို့ယေရှုခရစ်ကိုတင်မိမိကတည်းကချစ်တဲ့ယုံကြည်လာတယ်လို့ချစ်သူတို့ထာဝရဘုရားမှာကာလတရက်အနစ်တစ်ထောင်ကဲလို့၎င်းအနစ်တစ်ထောင်ဒီတရက်ကဲလို့၎င်းဖြစ်တည်ကိုအရာတစ်ခုကိုမမေ့လျော့ကြတယ်လူအချို့တို့ဒီနေချင်းကိုမတည်တာထာဝရဘုရားဒီဂတိတော်အရာမှာနေတော်မမူငါတို့တဲ့အဘယ်သူမျှမပြတ်စည်းပဲရှင်များတို့ဒီနောင်တရစေခြင်းအလို့ငါအလိုတော်ရှိငါတို့ကိုတီးခံတော်မူ၏ သုံးရမြောက်တော်နေ့ 3ရက်မြောက်တော်နေ့ နနက်စောစော နနက်စောစော သုံးရမြောက်တော်နေ့ 3ရက်မြောက်တော်နေ့ နနက်စောစော နနက်စောစော ယေရှု manifest ဖြစ်လာပြန်ပြောမယ်နော်ဟေးပြန်ပြောမယ်သုံးရမြောက်တော်နေ့ 3ရက်မြောက်တော်နေ့ နနက်စောစော နနက်စောစော သုံးရမြောက်တော်နေ့ရဲ့အစောပိုင်းမူမလေးကအစပိုင်းအစောပိုင်းသုံးရမြောက်တော်နေ့ဘယ်ရက်လဲတော့မသိတာနဲ့အစောပိုင်းမှာတော့သိချတယ်ယေရှု manifest ဖြစ်လာနားလေလား yes နားလေလားဒီမှာကြည့်ယေရှုခရစ်တော်ကြွလာတာဘယ်နှစ်ရှိပြီလဲ နမထာ နေ့နှစ်ခါအခုနေ့ပါနှစ်ခါမလားလဲ 2025 သုံးရမြောက်တော်နေ့ 3ရက်မြောက်တော်နေ့ နနက်စောစော နနက်စောစော ဒီနေ့ကျွန်တော်ကဒီမှာအသက်ရှင်နေပြီဖြစ်တယ် Yeah you are living in the third day bro yes ဒီသုံးရမြောက်တော်နေ့ပြောသုံးရတော်နေ့ 3ရက်မြောက်တော်နေ့ နနက်စောစော နနက်စောစောခုနှစ်ရက်တွင်ပထမနေ့ရဲ့အာယုန်တက်တော်ချိန်ကထုံမိမတို့ဒီအခြားသောမိမတို့နဲ့တကောမိမိတို့ပြင်ဆင်တော်နတ်တာမျိုးကိုဆောင်လက်တင်းချိုင်းတော်တို့သွားကြ၏ရောက်တော်ကတိုးဝါ၌ပိတ်တော်ကြောက်ပြီးလိမ့်လန်ရဲ့ရှိဒီကိုတွေ့မြင်ရဲ့အသွင်းတော်ဝင်တော် ခုနှစ်ရက်နေ့တတိယမြောက်နေ့မှာပထမနေ့အာယုံတက်တော်အချိန်ပြောအာယုံတက်တော်အချိန် အာယုန်တက်တော်ချိန် ထိုမိမတို့တည် ထိုမိမတို့
ဘာတွေပြင်ဆင်ထားလဲ နတ်တာမျိုးကိုဆောင်တဲ့တင်ချမ်းတော်တို့သွားကြ၏ ဒီမှာ debate တွေဖြစ်တာလေဒီမှာစကနာတွေတိုးကြတာအမျိုးသားနဲ့အမျိုးသမီးတွေနှစ်ဖွဲ့တော့အလုံးကြားလား yes မင်းတို့အမျိုးသမီးတွေရတယ်ယုံကြည်ခြင်းမရှိဘူးမျိုးသားတွေကပြောမျိုးသမီးတွေဘာမရှိလဲ ယုံကြည်ခြင်း ခရစ်တော်ကျမ်းစာတောင်းကြမြောက်တဲ့နေ့မှာရှင်းပြထားမြောက်မယ်လို့ရေးထားတာနင်တို့ကယုံကြည်ခြင်းရှာရှိနတ်တာလည်းတော့လို့ပဲ ဆောင်တဲ့တင်ချမ်းတော်တို့သွားတယ် တကယ်တော့မဟုတ်ဘူးတပည့်တော်12ပါးလုံးနဲ့အမျိုးသားတွေကြောက်ပြီးမှပေါ့လာတော့အခန်းထဲမှာပုံနေတာကျမ်းစာမှာရှိတယ်မတိကိုစားပြီးဆူတောင်းတယ်လို့ပြောလို့ဘယ်လိုလဲ အမျိုးသား အမျိုးသားဘယ်လိုလဲ မျိုးသား ယူသားတွေအားလုံးကကြောက်ပြီးမှအခန်းထဲမှာတကားခတ်ပြီးမှအလုံးယူသားတွေကိုကြောက်ရွံ့တဲ့ဖြစ်နေရေးသားတဲ့ကျန်တော့အခန်းတော့လုံပြီးမှအလုံးပိတ်ထားတာယေရှုတော့တကားခောက်တာမပေါက်ဘူးကိုရောအဲ့လိုဖြောက်ပြီးဝင်သွားတာကျန်စာအဲ့လိုရေးထားတာတကားတော့မတော်ဘူးတဲ့မတော်ဘူးအကောင်းပြောနေတာတကားကိုအလုံးပိတ်ထားတာအဲ့ဒီနေ့မှာယေရှုရှင်နဲ့ထားတဲ့နေ့မှာတကားတွေအလုံးပိတ်ထားတာဆရာတော်တော့ open အာမင် အာမင် ကျိတ် အာမင်3ရက် တရားတော်နေ့မှာ 9ရက်နေ့တွေပထမနေ့ ရောက်တော့အခါတွင်းဝါ၌ပိတ်တော်ကြတော့တွင်းဝါ၌ပိတ်တော်ကြ ဒွန်ဝါ၌ပိတ်တော်ကြောင့် လိမ့်လန်တဲ့ရှိကိုတွေ့မြင်အတွင်းတော့ဝင်တော့ဘာတခင်ယေရှု၏အလောင်းတော်ကိုမတွေ့ကြ သခင်ယေရှုရဲ့အလောင်းတော်ကိုမတွေ့ကြထိုအကြောင်းကြောင့်သူတို့တွေတွေးတော်သောစိတ်ရှိစဉ်တွင်လူတစ်ယောက်တို့သည်ပြိုးပြိုးပြတ်ပြတ်သောအဝတ်ကိုဝတ်ဆင်လျက်ပေါ်လာ၏ ပြိုးပြိုးပြက်ပြက်တော့အဖို့ ပြိုးပြိုးပြတ်ပြတ်သောအဝတ် မင်းကလေးတည်ရလေလားဘလင်းဘလင်းတဲ့လားတွိုင်းနေတာဘာလဲ ပလင်းပလင်း လင်းဘလင်းကောင်းကင်သမားတွေဘာဝင်လာလဲဘာလို့လာလဲမဟာမင်းကလေးတွေညာအိလို့ဘလင်းဘလင်းမို့ဘလင်းဘလင်းဝစ်လို့ရှိရင်ပျော်ပြီးမှပွဲရှိတော့ That's right ဝမ်းမြောက်စရာအကြောင်းရှိလို့ဘလင်းဘလင်းဝင်တယ်ကောင်းကင်သမားတွေဘာဝင်လာလဲ ပလင်းပလင်း They were so happy အာ သူတို့ပြောတာအရင်ကကြီးအာဖာရှော့တယ်လားဟဲ့ ဒိုမိမတို့ဒီကြောင့်လည်းတော့ဆယ်နေငေါ့ရဲ့နေစဉ်လေဒိုတို့ကတင်းတို့ဒီအသေးကောင်ရှိရအရင်နဲ့အသက်ရှိတော်သူကိုအဘဲကြောင့်ရှာကြသည်ဤအရင်နဲ့မရှိထားမြောက်တော်မူပြီး လိုက်စအေးရမ်းမရှိ ဤအရင်နဲ့မရှိ တွင်းထဲမှာမရှိ သူနေမှာမရှိ ဒီစင်းရဲတွင်းထဲမှာမရှိ ကျွန်တော်စီးရဲသူနေမှာမရှိ စင်းရဲတွင်းထဲမှာပါစတာဆိုင်လာရှာလို့မရ That's right ဒီစင်းရဲတွင်းထဲမှာတင်လာရှာလို့မရဘူး အာမင် ယောသတွင်းထဲကနေထွက်လာတယ်ဒါရီလာချင်းတွင်းထဲကနေထွက်လာ Yes အာမင်လာဇရုတေတွင်းထဲကနေထွက်လာယေရှုတွင်းထဲကနေထွက်လာတယ်အသေးကောင်းလေးရှိတဲ့နေမှာငါတို့လာရှာလို့မရဘူး That's ဒီ right အရင်ကမရှိငါတို့အားလုံးဘာလို့လဲထားရတော့ဟာလေလု